အင်ကုရနတ်သားဆိုတာကြားဘူးလားဦးဇင်းတို့မြတ်စွာဘုရားအဘိဓမ္မာတရားဟောတော့အင်ကုရနတ်သားနဲ့အိန္ဒကနတ်သားဆိုတာရှိတယ်လေအေးအဲ့ဒီမှာအင်ကုရနတ်သားကစောစောကြီးနေရာယူပြီးတော့ထိုင်းနေတာပဲဒါပေမဲ့တကူကြီးတဲ့နတ်တွေလာတော့သူကနောက်ကိုဆုပ်ပေးရတယ်ဆုပ်ပေးရတယ်ဆုပ်ရင်းနဲ့စစ်ကြဝဠာတတိုင်းသားတောင်ရောက်သွားတယ်လို့ဆိုတယ်အိန္ဒကနတ်သားကတော့ဘယ်လောက်တကူကြီးတဲ့နတ်တွေပြမာတွေရောက်လာလားသူ့နေရာမှာပုံမှန်မပြဲထိုင်နေနိုင်တယ်။ဘာဖြစ်လို့လဲ။အိန္ဒကနတ်သားကသာသနာတွင်မှာရှင်အနုရုဒ္ဓကိုဆွန်လောင်းခဲ့တဲ့ကုစု။အင်ကုရနတ်သားကဘာကြောင့်နတ်ဖြစ်တယ်လဲဆိုတော့သာသနာ့ဘာမှာအကြီးအကျယ်လှူခဲ့တာပဲ။အဲ့ဒီကုသိုလ်ကြောင့်နတ်ဖြစ်တယ်။ဒါပေမဲ့သာသနာတွင်ကုသိုလ်သေးသေးလေးကိုသာသနာ့ဘာကုသိုလ်အကြီးကဘယ်လိုမှမတုနိုင်ဘူးဖြစ်တယ်။အဲ့ဒီအင်ကုရရဲ့အကြောင်းကလေးကိုပြောပြချင်တာ။နော်အင်ကုရနတ်သားနတ်မဖြစ်ခင်တုန်းကမင်းသားဘဝတုန်းကဘာတွေလုပ်ခဲ့တယ်လဲဘာတွေတွေ့ကြုံခဲ့တယ်လဲဆိုတာလေးကိုပြောချင်တာအင်ကုရနတ်သားဖြစ်လာမယ်အင်ကုရအလောင်းမင်းသားလေးသူ့မှာအကူတွေအများကြီးရှိတယ်အကူ10ယောက်လောက်တောင်ရှိတယ်အကူ9ယောက်ရှိတယ်ညီမလေး1ယောက်ရှိတယ်မင်းသားမင်းသမီးတွေနောက်တော့တိုင်းပြည်ကိုသူတို့အစိတ်မွားစိတ်ပြီးတော့ပိုင်းပြီးတော့အုပ်ချုပ်ကြတော့သူကသူ့ရတဲ့ဝေပုံစုကိုညီမလေးကိုပေးပြီးတော့သူကကုံကူးပြီးတော့အသက်မွေးဝမ်းကြောင်းပြုတယ်အဲ့ဒီအင်ကုရကနော်အဲ့ဒီတော့ကုံသွေသွားရင်းနဲ့တနေ့တော့အသက်ကန္နာရထဲမှာမျက်စိလဲတယ်ကန္နာရခီးတစ်ခုမှာမျက်စိလဲတယ်မျက်စိလဲတော့ရုပ်ကစိုးနတ်တယောက်ကမြင်တယ်အဲ့ဒီရုပ်ကစိုးနတ်ကသူတို့ကိုကယ်တာဘာလို့ကယ်တာလဲဆိုတော့အဲ့ဒီရုပ်ကစိုးနတ်ကအရင်ဘဝတုန်းကအဲ့ဒီအင်ကုရရဲ့တပည့်တယောက်ရဲ့သားဖြစ်ခဲ့တာသူကအချုပ်ပြီးတော့စားခဲ့တာအဲ့ဒါငယ်ရွယ်နဲ့သေပြီးတော့သူကဘုံမစိုးနတ်ဖြစ်နေတာနော်ဘုံမစိုးနတ်ဖြစ်နေတာအဲ့ဒါနဲ့သူကဘုံမစိုးနတ်ဖြစ်တော့အင်ကုရကိုသူ့မျက်စိရှိတယ်မသေးပါနဲ့မသေးပါစေနဲ့ဆိုပြီးတော့အဲ့ဒီလှဲတွေအကုန်လုံးကိုသူ့ရဲ့ပညောင်ပင်ဘုံမိတ်မှန်နန်းကိုခေါ်သွားတာခေါ်သွားပြီးတော့ဟိုရောက်တော့ကောင်းကောင်းမွန်မွန်ဘာလုပ်လဲဆိုတော့အစာရည်သာပေးတယ်ထူးဆန်းတယ်ဗျာအဲ့ဒီဘုံမစိုးနတ်ရဲ့အစာတွေရေတွေအဝတ်အစားတွေဟာဘယ်ကနေထွက်ကြရဲဆိုတော့လက်ညှိုးကနေထွက်ကြလာတာတဲ့လက်ညှိုးကနေရေတွေထွက်လာတယ်လက်ညှိုးကနေအစာတွေထွက်လာတယ်ဟုတ်လားအဲ့ဒီမှာလက်ညှိုးကနေအဲ့လိုပဲအဝတ်အစားတွေကိုသူတို့ကိုပြန်တော့ယတနာတွေကိုပေးလိုက်အောင်မယ်ဆိုယတနာတွေပါထွက်လာတယ်ထွက်လာတော့ပြောရအောင်မယ်ဗျဘာလဲဆိုတော့အဲ့ဒီအင်ကုရမင်းသားနဲ့အတူတူလိုက်လာတဲ့ဟိုအကြံပေးလုပ်တဲ့ပုံသားတစ်ယောက်ပါတယ်အဲ့ဒီပုံသားကဘာစဉ်းစားလဲဆိုတော့တို့အလကားအပန်းခံပြီးတော့အရက်တကလှည့်ပြီးတော့ကုံကူးနေရတာပန်းပါတယ်ဘာလို့မှလဲမတို့အကုန်လုံးဝိုင်းဝန်းပြီးတော့ဟောဒီရုပ်ကစိုးနတ်ကြီးကိုကျိုးနဲ့တုပ်ပြီးတော့ရိုက်နှက်ပြီးတော့အတင်းအကျပ်လှဲပေါ်တင်ခေါ်တော့ရရင်တို့ဘာမှလုပ်เสียမလို့တော့ဘူးလို့အဲ့ဒါလိုစဉ်းစားတယ်တဲ့ကဲကြည်အိုးကျေးဇူးရှင်ကိုအဲ့ဒါလိုစဉ်းစားတာနော်အဲ့လိုစဉ်းစားတာကိုစဉ်းစားယုံနေမကဘူးအင်ကုရကိုပြောတယ်ဘာမှလုပ်မနေနဲ့ဒီရုပ်ကစိုးနတ်ကြီးကိုပဲကျိုးနဲ့တုပ်ပြီးတော့ခေါ်ခဲ့ရအောင်အဲ့တော့အင်ကုရကဘလို့မြန်းစိတ်ကူးလိုက်တာတော့အရေးနေလို့ခက်ချိုးတယ်ဆိုရင်တောင်မှအဲ့ဒါမိတ်ဆွေပြက်လူယုံမှလို့ခေါ်တယ်အဲ့ဒါအချီအချပြောကြတာဗျာသူ့တပည့်ပုံနာနဲ့အင်ကုရကမေးတာကိုဘာပြုလောက်ဒီလောက်တကိုးကြီးတဲ့လက်ညှိုးကြီးပိုင်ရတာလေအဲ့ဒီဘုံမစိုးနတ်ကဘာပြောတုံဆိုတော့အရှင်မင်းသားတဲ့ကျွန်ုပ်ကိုသင်မမှတ်မိလို့သာမမှတ်မိတာတဲ့ကျွန်ုပ်ကအရှင်တပည့်ရဲ့သားအဲ့ဒီတုန်းကကျွန်ဖြစ်ရတာရှက်တယ်ဆိုပြီးတော့အရှင်ဒီကနေကျွန်ုပ်ထွက်ခွာသွားတာမှတ်မိလားတဲ့အေးမှတ်မိပြီအဲ့တော့ကျွန်ုပ်ကတိုင်းပြည်တစ်ခုကိုရောက်သွားတော့အချုပ်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုတယ်အဲ့ဒါကျွန်ုပ်ရဲ့အိမ်သားမှာကံကောင်းရင်တော့တထေးကြီးတူရှိတယ်အဲ့ဒီတထေးကြီးကအတ္တရှတထေးကြီးတဲ့အင်မတန်စိတ်စေတနာကောင်းတယ်သဘောထားအင်မတန်ဖြူရတယ်စိတ်ထားအင်မတန်ဖြူတယ်သူများကိုအင်မတန်ကျင်နာတတ်တယ်တနာတတ်တယ်ဒါကြောင့်အလှမန်းတက်ကြီးအမြဲတမ်းဆောက်ထားတယ်အစာရည်သာပြတ်တတ်တဲ့ပုဂ္ဂိုလ်တွေလိုတဲ့ပုဂ္ဂိုလ်တွေနေမရွေးညမရွေးကြိုက်တဲ့ချိန်လာတောင်းရတယ်အလှမန်းတက်ကြီးကိုအမြဲတမ်းထိုးထားတာအဲ့ဒါလိုတောင်းရန်စားတော့တဲ့ပုဂ္ဂိုလ်တွေကတကယ်လို့မြန်ကျွန်ုပ်အိမ်သားကိုမျက်စိလဲပြီးတော့တတိကြီးရဲ့အိမ်ကိုဘယ်ကသွားရလဲမသိဘူးလို့ဖြစ်နေရင်ကျွန်ုပ်ကစေတနာပါပါနဲ့အိုးအမောင်တို့အမေတို့လာကြဟောဟိုမှာတထေးကြီးကအမြဲတမ်းလှူးနေတာအဲ့ဒီတထေးကြီးရဲ့အိမ်ကိုဒီကသွားရတယ်လို့
ဟောဒီလက်ညှိုးကိုအသုံးချပြီးတော့ညွှန်ပြခဲ့တာတဲ့။ဂိုင်းထမင်းရခြင်းတဲ့လူထမင်းရပါစေ။အဝတ်ရခြင်းတဲ့လူအဝတ်ရပါစေ။အဲ့ဒါလို့စိတ်ကူးကောင်းကလေးနဲ့စိတ်ထားကောင်းကလေးနဲ့ဝစီကံနဲ့လည်းမြွက်ပြီးတော့ပြောခဲ့တယ်။ကာယကံမြောက်လည်းလက်ညှိုးလည်းညွှန်ခဲ့တယ်။ဒါကြောင့်ဒီလိုအကျိုးတရားကိုရတာတဲ့။အဲ့ဒီလိုပြောတော့အင်ကုဒကဝမ်းသာတယ်။တဲ့ရဲ့အဖြစ်အပျက်ကိုတနည်းအားဖြင့်ကုသိုလ်ကောင်းမှုဟာချမ်းသာဒုက္ခကိုဖြစ်စေပါတယ်လို့အခုလိုအခိုင်မာဆုံးသောသက်သေကြီးကိုငါတွေ့နေမှတော့စတဲ့တဖို့တိုးပြီးတော့ငါလူလောကကိုရောက်လို့ရှိရင်ဓာတ်ထက်တိုးပြီးတော့ကောင်းမှုတွေငါလုပ်တော့မယ်အဲ့ဒါလိုဆုံးဖြတ်တာသူကအဲ့ဒါနဲ့ရှေ့ဆက်ပြီးတော့အယက်ဒေတာကိုပြန်လာမယ်ပေါ့လေအိမ်ပြန်မယ်ပေါ့အဲ့ဒီလိုပြန်မယ်ဆိုပြီးတော့အဲ့ဒီရုပ်ကစိုးကြီးနှုတ်ဆက်ပြီးတော့ပြန်လာတယ်အမေမလှမ်းမကန်းလေရောက်ရော့လေဘာတွေ့တယ်ဆိုတော့ပြိတ္တာတယောက်တွေ့တယ်တဲ့နော်ထမ်းပင်လိုပဲတစ်ခုလုံးမဲနေတယ်တည်တည်ချာချာကြည့်လိုက်တော့မှလက်တွေကိုခြေတွေကိုခောက်ခွေးနေတယ်တဲ့နော်မျက်လုံးနှလုံးကလည်းပဲတိတ်တရဲမရှိဘူးဟုတ်လားအဲ့ဒါလို့ဗဇက်ကလည်းရွဲ့ဆောင်ပြီးတော့တည်ရည်တွေကလည်းတများများကျနေတယ်တကူလုံးတဲ့တာတစ်ခုမှမရှိတော်တော်ကြောက်မဲ့ဖွယ်ရကောင်းတဲ့အစင်းနဲ့ပေါ့အဲ့ဒါနဲ့အင်္ဂုဒတို့ကလူတွေကများတာဆိုတော့မေးတယ်ဩပြိတ္တာကြီးကြည့်ပါဦးတွေ့မှတွေ့ရပါလေမကြောက်ဘူးနော်လူတွေများတော့အဲ့ဒီလိုမေးတော့ဘာဖြစ်လို့ဒီလိုဖြစ်လဲလို့မေးတော့ပြောပြတယ်အဲ့ဒီပြိတ္တာကြီးကလည်းကျွန်ုပ်ဟာတဲ့အရင်ဘဝတုန်းကအတ္တရှတထေးကြီးရဲ့လူယုံတော်ပါတဲ့ဟောတိုက်တိုက်ဆိုင်ဆိုင်အကျိုးပေးနှစ်ခုလာပြီးတော့တွေ့နေတာနော်အတ္တရှတထေးကြီးရဲ့ဗာလေလူယုံတော်တဲ့တထေးကြီးကသိစေနာကောင်းတဲ့အလုပ်တွေကလည်းများတော့သူ့ရဲ့အလှပွဲကြီးမှာကျွန်ုပ်ကိုငွေကြီးအပြည့်အဝအပ်ပြီးတော့ကျွန်ုပ်ကိုအကုန်လက်လွှဲတယ်မင်းကြိုက်တယ်လို့လှူငါမျက်နှာလွှဲတယ်ငါရဲ့ကုသိုလ်ကောင်းမှုအတွက်မင်းကြားတဲ့ကနေအကျိုးဆောင်ပေးပါဆိုပြီးတော့လာကပေးပြီးတော့အလှပွဲကြီးကိုလက်အပ်ထားတာဘာမှလည်းလှုပ်ရှားမလိုဘူးဟုတ်လားလာကလည်းရတယ်ကောင်းကောင်းမွန်မွန်ကြည့်ပြီးတော့လှူနေုံပဲအဲ့ဒါကိုသူကကြည်စမ်းတထေးကလောကကြီးကိုဖျက်ဆီးနေတာလို့သူကဒီလိုများထင်သလားမသိဘူးဒီလိုလုံးမှတော့အချောင်စိတ်ရှိတဲ့လူတွေကဘယ်လှုပ်ရှားတော့မှလဲဒီလူတွေကလည်းအလကားရတိုင်းလာနေတာကိုယ့်ကိုလှုပ်ရှားမလို့မအောင်မေ့ဘူးသူကဒီလိုတွေးမှပေါ့အတွေးတွေကကောင်းလားမကောင်းဘူးမကောင်းတော့ဘာဖြစ်တုံးဆိုတော့ကြားတွေကနေနှမျောနေတယ်တဲ့ဒါကြောင့်အလှကန်တွေလာလို့ရှိရင်တခါလေးမမြင်ချင်းဟန်ဆောင်းနေတယ်ပေးတဲ့ရင်မမြင်ချင်းဟန်ဆောင်းရတဲ့မျက်နှာကဘယ်လိုများနေမလဲမသိဘူးဒကမကြီးတွေမမြင်ချင်းဟန်ဆောင်းဘူးလားဆောင်းဘူးတာပေါ့ဗျမမြင်ချင်းဟန်ဆောင်းရပြီဆိုမှတော့မျက်နှာကတော်တော်ကိုကြည့်မကောင်းမှတော့တေချာတယ်ဟုတ်လားအဲ့ဒီကြည့်မကောင်းတဲ့မျက်နှာကြီးနဲ့မမြင်ချင်းဟန်ဆောင်းခဲ့လို့ကြည့်မကောင်းတဲ့မျက်နှာကြီးရနေတာဟုတ်လားတခါတလေကားတွေပါတွေထောက်ပြီးတော့ခက်တီတီပဲဟုတ်လားလှည့်နေလိုက်တာပဲအဲ့ဒါလို့ပုံမကြပန်းမကြအချိုးစားကြီးနဲ့ကံတွေကိုတရုပ်ဆောင်ခဲ့တာနော်အဲ့ဒီကြောင့်မို့လို့ပုံမကြပန်းမကြကြီးဖြစ်နေတာအဲ့ဒီလိုပုံမကြပန်းမကြကံတွေဖြစ်အောင်ဘယ်သူကစေခိုင်းနေတာလဲစိတ်ကစေခိုင်းနေတာအာယောနေသောမနတိကာရစိတ်ကူးတွေကလွဲလိုက်တာစိတ်ကူးတွေလွဲတော့အပြောတွေလည်းလွဲကုန်ရောအလုပ်တွေလည်းလွဲကုန်ရောအလုပ်တွေအပြောတွေအတွေးတွေလွဲတော့အကျိုးပေးတွေကလည်းတခုမှမတည့်တော့လောကကြီးကအဲ့ဒီစိတ်ကူးတွေရဲ့တယုတ်သကံကိုဖော်ပြနေတဲ့ရှုခင်းကြီးတစ်ချက်နဲ့မတူဘူးလားတူတယ်ဗျဒါကြောင့်စိတ်ကူးသည်တာလည်းလောကမှာအရေးအကြီးဆုံးပဲအဲ့တော့အဲ့ဒီစိတ်ကူးကိုတဲ့အောင်ဘယ်လိုလုပ်မလဲဒါအရေးမကြီးဘူးလားအရေးကြီးတယ်ဟုတ်လားဦးဇင်းပြောချင်တာကတော့အဲ့ဒါပဲပေတတ်တို့ဉာဏ်ရှိတယ်နော်အေးဒီဖြစ်ရတထေးကြီးလှူတဲ့အလှူကိုအကြောင်းပြုပြီးတော့တယောက်ကအဲ့ဒါလောက်တောင်အခွင့်အရေးမရရှာဘူးခက်လှမ်းလှမ်းကနေစိတ်ကောင်းကလေးမွေးပြီးတော့လမ်းနေညွန်ခဲ့တာတယောက်ကတော့အတွင်းကြကြနေခဲ့ရပဲမလို့အမျက်မထုတ်နိုင်မဲနဲ့အရှုံးတွေကိုပဲရအောင်ယူခဲ့တာစိတ်ကူးအရေးကြီးတယ်နော်ဒီကကြီးမိုက်များ